foaming base ချက်ရမယ်ကွယ်အခု foaming base စပြီးတော့မှချက်နေပါပြီတင်တန်းသူတွေကကိုလောက်ပါဆိုတင်တန်းကတော့တက်ထားပြီးတော့မှကိုမလုပ်ဘူးတော့ကျမစီပဲမှာတော့ကျမခမမအားတဲ့ဂျားတွေကနေ foaming base တွေကချက်ပေးရသေးတာရှင်ဒါလေးကတော့ဒီအိမ် water ထည့်ပြီးတဲ့အခြေအနေပေါ့နော် distill water ထည့်ပြီးတဲ့အခြေအနေပေါ့ဒါကတော့ glycerin ထည့်ပြီးတော့မှမှုေနေတဲ့အနေထားပေါ့ရှင်ဒါလေးကတော့ကိုဗီတိတ်ထည့်တာဖြစ်ပါတယ်ကိုဗီတိတ်ထည့်ပြီးလို့ရှိရင်လည်းတေချာလေးနှံ့အောင်မှုရပါမယ်ဒါကတော့ foaming base ပါချက်ရအောင်ပါပေါ့နော်ဒီ foaming base ကချက်ပြီးပြီလားဆိုလို့ရှိရင် face cut တွေလုပ်လို့ရတယ် shaving cream တွေလုပ်လို့ရတယ်cleanser တွေလုပ်လို့ရတယ်တုံးတက်အများကြီးလုပ်လို့ရတာပေါ့နော်ဒါလေးတွေကတော့ stearic acid လေးတွေ EDTA လေးတွေစာလေးတွေပေါ့နော်ဒါလေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တေချာလေးနှံ့ဆက်အောင်မှုရတယ်ပေါ့ဒီ foaming base ကကြတော့ဒါချက်ရအောင်ပါပေါ့နော်ချက်ပြီးမှဗီဒီယိုတစ်ခုထပ်ပြမယ်ဒီ foaming base လေးတွေကိုသင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်online class ရှိမယ်လက်တွေ့သင်ချင်တယ်ဆိုရင်တော့တရက်လာလို့ရတယ်မန်လေးအုံချောမှပဲလက်တွေ့သင်လို့ရမယ်ကျန်တဲ့နေရာတွေမှာလက်တွေ့သင်လို့မရပါဘူးအုံချောထိလာသင်ရပါမယ် online ကနေသင်လဲတက်ပါတယ်အဲ့တော့ online ကနေသင်တန်းတက်မယ်ဆိုရင်တော့ဒီ foaming base ချက်နည်းလေးက2သိန်းခွဲပါခုနပြောသလိုပေါ့နော်ဒီဟာတင်ပြီးပြီလားဆိုလို့ရှင်တော့ဒါကိုတခြားကိုယ့်ရဲ့ formula တွေနဲ့ပေါင်းဆက်ပြီးတော့ scrap တွေလည်းလုပ်လို့ရတယ် face scrap တွေလုပ်လို့ရတယ် face cleanser တွေလုပ်လို့ရတယ် shaving cream တွေလုပ်လို့ရတယ်ကိုလုတ်တက်တဲ့လောက်အထိအကုန်လုပ်လို့ရတယ်ပေါ့နော်ပြီးရင်ဒီဥစ္စာ cosmetic grade တွေနဲ့လုပ်ထားတာဖြစ်တဲ့အတွက်မျက်နှာအတွက်ဆိုးကျိုးခန္ဓာကိုယ်အတွက်ဆိုးကျိုးလုံးဝမရှိတဲ့ cream တွေပေါ့နော်အမတို့စက်ပြတင်တဲ့တက်တဲ့သူတွေက online class ကို10မျိုးတက်တဲ့လက်တွေ့တင်နေမဲ့တက်တဲ့အဲ့ဒီထဲမှာအမတို့ဒီစက်ပြ10မျိုးတင်ထားပေးတဲ့ဆိုတော့အဲ့ဒီထဲမှာကိုဒီရာနဲ့လုပ်တဲ့ဒီ foaming base နဲ့လုပ်တဲ့ face scrub တနည်းလက်ဆောင်ပါတယ်အဲ့ဒီတနည်းတွေတော်တော်အလုပ်ဖြစ်တယ်အဲ့ဒီလိုရှိပါတယ်အဲ့တော့အမတို့ကတင်နန်းသားဟောင်းဖြစ်ခွင့်နောက်ဆုံးခွင့်ရေးပွဲအနေနဲ့စက်ပြ10မျိုး online class ကိုတက်မယ်ဆိုရင်9သိန်းခွဲတက်ရှိတယ်ပြီးလို့ရှိရင်မန်လေးစက်ပြလက်တွေ့တင်နန်းကတင်နန်းသားဟောင်းဖြစ်ခွင့်နောက်ဆုံးခွင့်ရေးပွဲအဲ့ဒီဥစ္စာကကြတော့အမတို့တင်နန်းကြီးကပုံမှန်တင်နန်းကြီး8သိန်းကို9သိန်း6တောင်းကျပ်နဲ့အဲ့လိုရသေးတယ်ဒီ scrap တွေပါလုံရောင်တက်သွားမှာပေါ့နော်ဒီ base ကတော့တင်နန်းတက်ထပ်တက်ရမယ်နော်ဒီ base ကအဲ့ဒီတင်နန်းထဲမှာမပါဘူးနောက်ပြီးတဲ့ခါကျလို့ရှိရင်အမတို့ရန်ကုန်စက်ပြလက်တွေ့တင်နန်းရန်ကုန်စက်ပြလက်တွေ့တင်နန်းကကြတော့50% discount ရှိတယ်ပုံမှန်တင်နန်းကြီး10သိန်းကိုအမတို့9သိန်းအတိနဲ့ပေါ့နော်ရန်ကုန်စက်ပြလက်တွေ့တင်နန်းရှိမယ်အဲ့ဒီရန်ကုန်စက်ပြလက်တွေ့တင်နန်းသားတွေကလည်းဒီဟာပါတဲ့ group ကိုရမှာဖြစ်ပါတယ်အမတို့ခုနကပြောသလိုပဲပေါ့နော်တင်နန်းသားဟောင်းဖြစ်ခွင့်တင်နန်း group ထဲကကြတော့ရန်ကုန်တင်နန်း50% discount သမားတွေကတော့အဲ့ဒီထဲမပါပါဘူးဒါပေမဲ့စက်ပြ10မျိုးမဟုတ်ပဲနဲ့စက်ပြ12မျိုး online class တွေကိုထည့်ပေးသွားပါဖြစ်ပါတယ်နော်အဲ့တော့3992580664 Viber မှာမိမိလာအဲ့လိုရပါတယ်တင်နန်းအပ်တဲ့သူမှသာ Viber လာဖို့လိုပါတယ်တင်နန်းမအပ်တဲ့သူတွေကတော့ကိုယ့်နဲ့ကိုယ် TikTok မှာပဲလေ့လာနေလို့ဖြစ်ပါတယ်နော်အဲ့တော့ဒါလေးချက်လိုက်ပါအောင်မယ်နော်